Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့လောက်ရတာလွယ်ကူရိုးရှင်းပြီးတော့စားလို့ရတာရှိလို့နဲ့တရက်ယူလေးလှုပ်စားပြတာလေးကိုအားလုံးလာပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်ရှင်ဗီဒီယိုလေးမစတင်ခင်မှာလည်း channel လေးကို like and subscribe လေးနှိပ်သွားပေးပါအောင်ရှင်အရင်ဆုံးတရက်သီးလေးတွေကိုရေးဆေးပါမယ်ခုတစ်ခါတရက်ယူလေးလှုပ်စားပြတာကတော့အရင်တစ်ခေါက်ကတရက်သီးလုံးယူလေးလှုပ်ပြီးတော့ဗောနော်ကျွေးလိုက်တာသူတို့တွေကစားကောင်းလို့ဆိုပြီးတော့အတင်းလှုပ်ကြည့်ခိုင်းလို့လှုပ်ကျွေးဖြစ်တာပါအိမ်မှာတရက်သီးစိမ့်မရှိတော့ဘူးလေတိုက်တာအရင်တစ်ခေါက်ကကုံသွားပြီဆိုတာတော့မရတော့ဘူးသူတို့မှတရက်သီးစိမ့်ရှိရဲဆိုပြီးတော့အတင်းယူလာပြီးတော့လှုပ်ခိုင်းတဲ့အတွက်ခုတစ်ခါထပ်ပြီးတော့တရက်ယူလေးထိုးလိုက်တာပါတရက်သီးတွေကတော့အရင်မစိမ့်တော့ဘူးဗောနော်အတွင်းသားတွေကနည်းနည်းလေးတော့ဝင်ရောက်လိုက်နေပါပြီတရက်သီးလေးတွေကိုရေဆွေးပြီးသွားလို့ရှိရင်တော့အပေါ်ထိပ်အောက်ထိပ်ကလေးတွေကိုဖြတ်ပေးလိုက်ပါမယ်ပြီးရင်တော့ခဏလောက်ရေစိမ်ထားလိုက်ပါမယ်ရေစိမ်ပြီးသွားပြီဆိုလို့ရှိရင်တော့သူတို့ကိုအခွန်လွှာပေးလိုက်ပါမယ်အစီးတွေထွက်သွားဖို့ပေါ့နော်ရေခဏလောက်စိမ်ပေးတာပါထိတ်ကလေးတွေဖြတ်ပြီးရေစိမ်ပြီးသွားပြီဆိုလို့ရှိရင်တော့အလုံးတွေကိုအကုန်လုံးအခွန်လွှာလိုက်ပါမယ်ရှင်ခွန်လာပြီးရင်တော့အလုံးလေးတွေကိုထပ်ပြီးတော့ရေဆေးပေးလိုက်ပါမယ်ပြီးရင်တော့သူတို့ကိုအတုံးလေးတွေတုံးလိုက်ပါမယ်အရင်တစ်ခေါက်ကတော့အလုံးလိုက်ကလေးလုံးလိုက်တာပေါ့နော်စားရတာကြာနေတဲ့အဆင်ပြေလို့ဆိုလို့ခုတစ်ခါအတုံးလေးလုပ်ပါမယ်တခိုက်စာလောက်ကလေးဆိုတော့ယူစားလို့လည်းအဆင်ပြေရခင်းလေးနဲ့ထူစားမယ်ဆိုလည်းအဆင်ပြေအောင်လို့တခိုက်စာအတုံးလေးတွေတုံးလိုက်တာဖြစ်ပါတယ်ရှင်တရက်သီးလေးတွေကိုအနေတော်လေးတွေအကုန်တုံးပြီးသွားပြီဆိုလို့ရှိရင်တော့သူတို့ကိုအပေါ်ရန်ကြောလေးပေါ်တော့နည်းနည်းလေးတင်းတင်းလေးဖြစ်သွားအောင်လို့ထုံးရည်ကြီးလေးစိမ်ထားပေးလိုက်ပါမယ်ရှင်ထုံးတော့ကောစာထုံးလေးပဲတုံးထားပါတယ်ရှင်ထုံးရည်ကြီးလေးကို2နာရီလောက်စိမ်ထားပေးလိုက်ပါမယ်ရှင်ထုံးရည်ကြီးလေးစိမ်ထားတာ2နာရီလောက်ပြည့်ပြီဆိုလို့ရှိရင်တော့တရက်သီးလေးတွေကိုရေပြန်စစ်ထားပေးလိုက်ပါမယ်ရှင်ရေစစ်ပြီးသွားပြီဆိုလို့ရှိရင်တော့သူတို့ကိုတကြားလေးတွေကိုတော့အရသာထဲထဲဝင်အောင်လို့တကြား9ဆောင်စားအနေငယ်နဲ့ထည့်ပြီးတော့နှက်ထားပေးလိုက်ပါမယ်တကြားလေးတွေတည်တည်တဲ့လုံးဝစိတ်ပြီးပြုံသွားတဲ့အထိထားထားပေးပါမယ်ရှင်ကဲခုလိုမျိုးတကြားအရည်လေးတွေထွက်လာတကြားနဲ့တည်တည်နဲ့မနော်တက်ပြုတ်ပြီးတော့အရည်ထွက်လာပြီးတော့အကုန်လုံးအရသာစိတ်ဝင်သွားပြီဆိုလို့ရှိရင်တော့ပြန်ပြီးတော့ရေစစ်ပေးလိုက်ပါမယ်ရေစစ်ပြီးသွားတဲ့တရက်သီးလေးတွေကိုစီပူလေးထဲမှာထည့်ပြီးတော့ကြောပါမယ်။ဒီရင်တော့ဒီဘိုင်းထဲမှာစီလေးထည့်ပြီးစီပူလာပြီဆိုရင်တော့ခုနကစစ်ထားတဲ့တရက်သီးလေးတွေကိုထည့်ပေးလိုက်ပါမယ်။ထည့်ပြီးသွားပြီးရင်တော့အရေးလေးနည်းနည်းစစ်ပြီးတော့အပေါ်ရန်ကြောလေးတွေမှာလာတဲ့အထိပေါ့နော်ခဏလောက်ကြောပေးလိုက်ပါမယ်။ခုလိုမျိုးတစ်ဖက်ကိုလှန်ပေးလိုက်ပြီးတော့ခဏထားပြီးနောက်တစ်ဖက်လှန်ပြီးသွားလို့အပေါ်ရန်ကြောလေးတွေနည်းနည်းလောက်တင်းသွားပြီဆိုလို့ရှိရင်တော့အဲ့တရက်သီးလေးတွေကိုပြန်ပြီးတော့ဆယ်ယူလိုက်ပါမယ်။ဆယ်ယူပြီးလို့စီရမ်းများနေလို့ရှိရင်စီကိုတော့နည်းနည်းပြန်လျှော့လိုက်ပါမယ်ပေါ့နော်အိုးကတ်လောက်ကလေးပဲထားပါမယ်ပြီးရင်တော့ငရုတ်သီးလေးထည့်ပါမယ်ခုတစ်ခေါက်တော့ငရုတ်သီးကိုနည်းနည်းလျှော့ထည့်ထားပါတယ်ကလေးတွေလည်းစားလို့ရအောင်လို့ပေါ့နော်ခုနကစီယူထားတဲ့တကြားရည်လေးတွေကိုထည့်ပေးလိုက်ပါမယ်တကြားကိုလည်း20သားလောက်ထပ်ပြီးထည့်ပေးပါမယ်တရက်သီးကမှဲ့သွားတော့အချိုးနည်းနည်းပေါ့နော်အချိုးရတာဖြစ်နေလို့တကြားကိုနည်းနည်းလျှော့ထည့်ထားပါတယ်ရှင်ပြီးရင်တော့သူတို့ကိုအရေးလေးခမ်းပြီးတော့ပြစ်တွဲလာသည့်အထိကြိုပေးလိုက်ပါမယ်။ရေလေးခမ်းပြီးပြစ်တွဲလာပြီဆိုလို့ရှိရင်တော့ခုနကဆယ်ထားတဲ့ပြစ်သီးလေးတွေကိုထည့်ပေးလိုက်ပါမယ်ရှင်။ပြစ်သီးလေးတွေထည့်ပြီးတော့လို့ရှိရင်တော့အရသာလေးတွေပေါ့နှံ့တော့အောင်နည်းနည်းလောက်ဖွားဖွားလေးမှုပေးပြီးရင်အပေါ်ကမဆလာလေးအနံ့မှုရအောင်လို့မဆလာလေးအုပ်ပေးလိုက်ပါမယ်ရှင်။မဆလာလေးအုပ်ပြီးတော့လို့ရှိရင်တော့သူ့ကိုနည်းနည်းလောက်ပေါ့နော်သမတော့အောင်ပြန်ပြီးတော့ဖွားဖွားလေးမှုပေးလိုက်ပါမယ်။ဒါဆိုလို့ရှိရင်တော့တရေယူလေးရပါပြီရှင်။လုတ်ပြသွားတဲ့နီးလေးကလည်းခုရိုးရှင်းနဲ့စားလို့လည်းအရင်ကောင်းတယ်ပေါ့နော်နေဘူးလည်းနှမ်းစရာမလိုအချိန်လည်းအများကြီးပေးစရာမလိုခုလုတ်ခုစားလို့လည်းရတယ်နီးလန်းလေးဆိုတော့အားလုံးပဲသဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးရတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ကြည့်ရှုပေးသူတယောက်ချင်းစီတိုင်းလည်းကိုယ်ကျမချင်းစိတ်ချမ်းသာခြင်းနဲ့ပြည့်စုံပါစေရှင်သဘောကျတယ်ဆိုရင် channel လေးကိုလည်း like and subscribe လေးနှိပ်သွားပေးပါအောင်ရှင်နောက်တင်တဲ့ဗီဒီယိုလေးတွေကိုလည်းအများကြီးကြည့်ရှုပေးကြပါအောင်နောက်တင်တဲ့ဗီဒီယိုလေးတွေမှာအားလုံးနဲ့ပြန်တွေ့ကြပါမယ်ရှင်တတာ